ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ OMA YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဆိုတော့လေအခုလက်ရှိ TikTok မှာ trend ဖြစ်နေတဲ့ AI video လေးတွေလောက်တဲ့နည်းလေးတွေကိုစိတ်ဝင်စားကြလား Okay ဒီနေ့မှာတော့ကျွန်တော်က AI video တွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြပေးချင်တာဖြစ်ပါတယ်ဒါကလေကျွန်တော်အများမတန်ဆွမ်းသူတွေအတွက်မဟုတ်ဘူးအဓိကရည်ရွယ်ချင်တာမဟုတ်ဘူးဗျာအကောင်လုံးအတွက်ကိုရည်ရွယ်ချင်တာကျွန်တော်ဘွားတို့ရဲ့အတွက်ဆိုတဲ့စကားကြီးကျွန်တော်မသုံးချင်ဘူးဘာလို့လဲဆိုတော့အကောင်လုံးကျွန်တော်ရဲ့ YouTube channel မှာရှိနေတယ်ကျွန်တော်ရဲ့အကူအမတွေအားလုံးအတွက်ကိုကျွန်တော်ကအကျိုးရှိဖို့အတွက်လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe နဲ့ဘေးနားက notification ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်ဒီကျွန်တော်အရင်ကပြောနေကြစကားလေးတိုင်းပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒီကျွန်တော်ရဲ့အကူအမတွေရဲ့ subscribe နှိပ်လိုက်တဲ့ဒီ clip လောက်လိုက်တဲ့တစ်ချက်ဟာကျွန်တော်တို့အများကြီးဖြစ်စေပါတယ်ဆိုတော့ကျွန်တော်ဒါလေးတော့ကူညီပေးဖို့အတွက်မိသားခံတောင်းဆိုချင်ပါတယ်ဆိုတော့ video လေးအခုပဲစလိုက်မယ်နော်ဆိုတော့ကျွန်တော် AI video လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်အရင်ဆုံးရှင်းပြချင်တာတစ်ခုကသူက limit တွေရှိတယ်သူ့မှာကျွန်တော်တို့premium ဝယ်မသုံးဘူးဆိုရင်ရက်30ပဲ free trials အနေနဲ့ပေးသုံးတယ်အဲ့ဒီပေးသုံးတဲ့အချိန်မှာလဲစလုံးရေကန့်သက်ရှိတယ်စလုံးရေဘယ်နှလုံးကန့်သက်ဆိုတာကျွန်တော်အတိအကျမသိတော့လို့မပြောပြနိုင်တဲ့အတွက်တောင်းပန်ပါတယ်ဗီဒီယိုဒီ AI ဗီဒီယိုနဲ့9မိနစ်10မိနစ်စာလုပ်လို့ရတာမဟုတ်တော့ကျွန်တော်ထင်တယ်ဗျ8စက္ကန့်အလုံးစုံရ10စက္ကန့်လောက်ထိပဲကျွန်တော်တို့ free trials မှာရတယ်ဒါကိုမှကျွန်တော်တို့ကွာကိုနည်းနည်းလေးလုပ်ပြီးမှပြန်ပြီး edit ပြီးတော့တင်ကြရမယ်ဆိုရင်တော့လေအများကြီးလုပ်လို့ရနိုင်တယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ creative idea ပေါ်မှာပဲသူကအခြေခံပြီးတော့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ free trials မှာပဲကိုယ့်ကို video တွေကိုအများကြီးထုတ်မယ်ထုတ်ပြီးရင်ဒီသူနဲ့ဆက်တဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်လုပ်မယ်ပေါ့နော်လုပ်ပြီးလို့ရှိရင်ပြန်ပြီး edit လုပ်မယ်ဆိုရင်တော့အများကြီးလုပ်လို့ရနိုင်တယ်ပေါ့နော်ဒါတွေကတော့ကိုယ့်ရဲ့ဒီ creative idea ပေါ်မှာအသုံးချပြီးတော့လုပ်လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ခုပြချင်တာလုပ်လို့ရမယ်ဆိုရဲပုံစံဘယ်လိုလုပ်ရမလဲဆိုတဲ့ဒီပညာအကြောင်းအရာကိုကျွန်တော်ကပြပေးချင်တာဖြစ်တဲ့အတွက် channel creative idea ပညာအပိုင်းကတော့ကိုယ်ပိုင်ကိုပဲ sensitive ဘယ်လိုလဲ sorry sensitive ပြီးတော့ဗောနော်လုပ်လို့ရမှာဖြစ်ပါတယ်စကားမှသွားတော့တာပါပါတယ် sensitive လုပ်လို့ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ creative idea ပေါ်မှာကိုယ်ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ပုံမှာ motive ပြီးတော့ဒီအသုံးချလို့ရမှာဖြစ်ပါတယ်ဆိုတော့ကိုအသုံးပြုတဲ့ browser တစ်ခုကိုဝင်လိုက်ပါတော့ Chrome ဆိုလဲ Chrome ဗျာ Firefox ဆိုလဲ Firefox search ပြင်ကိုသုံးတဲ့ web browser တစ်ခုမှာ Gemini Enterprise လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ link လေး share ပေးမယ်ကျွန်တော်ရဲ့အကိုအမတွေအားလုံးအတွက်အဆင်ပြေစေဖို့ကျွန်တော်ရဲ့ Telegram channel မှာ link လေး share ပေးထားမယ် YouTube ရဲ့description မှာတော့ကျွန်တော်မထည့်ပေးတော့ဘူးเนาะTelegram channel မှာပဲလာပြီလား Okay ဆိုတော့ TikTok 2500 app connected Telegram voice clear all notes Okay ဆိုတော့ကျွန်တော် Telegram search button 0 dash select 0 day mode new group save video default Gemini Enterprise main menu open the new message default ပြန် share ပေးမယ်เนาะ enter click https://cloud.google.com/gemini-enterprise Gemini Enterprise ဖြစ်ပါတယ်ဝင်လိုက်မယ် save messages ဆိုတော့ကျွန်တော် device မှာတော့ 22b527 default VPN မလိုဘူးဗျာ VPN လိုတယ်ဆိုရင်တော့လေ VPN လေးခံပြီးတော့အသုံးပြုဖို့အတွက်ကျွန်တော်ပြောပြချင်ပါတယ်ဒီကျွန်တော်အခုလက်ရှိသုံးနေတဲ့ network ဒီ ISP မှာတော့ VPN မလိုဘူးပေါ့နော်ကျွန်တော်တို့လိုတဲ့သူတွေဆိုရင်လည်း VPN လေးချိန်ပြီးတော့လုပ်ပါ Okay ဒီမှာ Gemini icon ကျွန်တော်အပေါ်ကနေပဲစပြီးတော့ကျွန်တော်ပြလိုက်ရပါတော့နော်တာမန်မြင်တဲ့သူတွေဆိုရင်တော့လေဒီ free stop 30 day free trial ဆိုတဲ့ button လေးကိုလိုက်ပြီးတော့ရှာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ screen reader နဲ့သုံးတာဖြစ်တဲ့အတွက်အပေါ်ကနေထပ်သွားကြည့် Bring the best of Gemini Enterprise start 30 day trial link visited ဟမ် start 30 day trial link visited start 30 day trials link visited ကျွန်တော်ဝင်ပြီးသားရှိလို့ visited လို့ပြောတာပေါ့နော်နှိပ်လိုက်မယ်တော့ဒီလိုဝင်လိုက်တဲ့အခါမှာလေကို့မှာအကောင့်ဝင်ပြီးသားမရှိဘူးဆိုရင်ကိုယ့်ရဲ့ Gmail address ကိုရိုက်ထည့်ပြီးတော့ login ဝင်ရတာမျိုး search your data text box ဒါလည်းဘယ်လောက်မှမခက်ဘူးပေါ့နော်ဆိုတော့အကောင့်ဝင်တာကတော့ကျွန်တော်မပြတော့ဘာလို့လဲဆိုဒီ start free 30 day free trials လားအဲ့လိုနှိပ်လိုက်ဗျာနှိပ်လိုက်ပြီဆိုရင်အဲ့မှာသူကကိုယ့်ရဲ့ email တောင်းရင် email လေးထည့်ပြီးတော့ next ပေးလိုက်သူရဲ့ဒီ next ပေးလိုက်ဆိုဒီခုမြင်နေရတဲ့မြင်ဝင်ကိုရောက်သွားမှာပေါ့နော်ဒီမှာhello YN ကျွန်တော်ဆိုရင်ဖွင့်လာလို့သူကကျွန်တော်နှုတ်ဆက်တယ်ဗျာ hello YN ဘာညာတာ product logo profile picture button settings button business ဒါတွေကတော့ဒီမှာ business settings button ဒါကျွန်တော်ထပ်မှာ click ချက်ကြောင်း business default ကျွန်တော်လောက်ထားတယ်ဒါကဘယ်လိုပြောမလဲဗီဒီယိုလေးတွေပေါ့ okay ဆိုတော့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ buttons settings button profile picture add file select tools button add files button
art file ဆိုတာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ file တွေ document PDF DOCF audio file တွေကို app ထည့်ပြီးတော့ AI နဲ့ train တာပေါ့နော်ဒါလည်းလုပ်လို့ရတယ်ဆိုတော့ဒီနေ့ကကျွန်တော် video လောက်တာပြမှာဆိုတော့ Select tools button. select tools ဆိုတာနှိပ်လိုက်မယ် Links. Default. နှိပ်လိုက်မယ်နော်ဒီ select tools ဆိုတာနှိပ်လိုက်ဒီမှာ Search company data menu item. self competitor Search Google menu item. search Google Deep research menu item. deep research တွေလည်းလုပ်လို့ရတယ်နော်သူကအများကြီးပဲသူက business နဲ့ပတ်သက်ပြီးတော့သူတို့ Google ဘက်ကပြောတာသူက business နဲ့ပတ်သက်ပြီးတော့သူတို့ထုတ်ထားတဲ့ AI တစ်ခုဖြစ်တယ်လို့တော့ပြောတယ် Generate images. Pro. Banana menu item. generate image pro banana ပေါ့နော် image လည်းလုပ်လို့ရတယ် Create videos with video menu item. create video with video ပေါ့နော်ဒါကိုနှိပ်လိုက်မယ် Encrypted. Describe the video you want to Let's get encrypted. Let's get some work done. let's get the work done Encrypted. Describe the video you want to generate text box. ဒီနေရာမှာကိုလှုပ်ချင်တဲ့ prompt ရိုက်ထည့်ရမှာဘယ်လိုပုံစံလိုချင်လဲပါညာရိုက်ထည့်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာရိုက်ပြီးသား Append. Paste. ယူလိုက်မယ် Chrome. okay Add files button. จับนอกเช็ด YouTube channel. okay ဒါလေးပေါ့နော်ကျွန်တော် YouTube channel ကဘာညာကျွန်တော်ထည့်ထားတဲ့ prompt တစ်ခုဟုတ်ပြီနော် Cancel. Select tools. Submit button. submit နှိပ်လိုက်မယ် Encrypted. Describe the video you want to generate text box. တော့ video လောက်တဲ့အချိန်မှာဒီမှာ Thinking. จับนอก Thinking. thinking ဆိုပြီးတော့ပေါ်နေပေါ့နော်ဒါကျွန်တော်ကကိုက video လောက်ဖို့အတွက်သူ့ကို prompt တစ်ခုပေးလိုက်ပြီဒီနေရာမှာကျွန်တော်တစ်ခုပြပြချင်တာကိုရေးတဲ့စာကလေကောင်းရင်ကောင်းတယ်လို့ရလက်ကကောင်းပါတယ် AI ကကျွန်တော်လေ့လာဘူးလားပေါ့နော် AI ကလူတွေကိုစကားပြောတယ်လို့ပြောရင်သူကနားမလဲဘူးအဲ့လိုပြောလိုက်လို့နည်းနည်းတစ်မျိုးဖြစ်သွားမလားဥပမာတစ်ခုဗျာAI ကိုကျွန်တော်လူဘာသာနဲ့ပြောမယ်ဆိုသူကရှုပ်ထွေးသွားနိုင်တယ်ကိုလိုချင်တဲ့ပုံစံကိုရိုးရိုးရှင်းရှင်းနဲ့သူနားလည်လွယ်အောင်ပြောရမယ်ပေါ့နော်တကယ်တော့ AI ကလူစကားမတတ်ပါဘူးတကယ်လည်းဆိုရင်သူကဘာလို့လဲဆိုတော့ကျွန်တော်တို့တာမန်အခုဆက်သွယ်နေသလိုမျိုးစကားတွေနဲ့သူ့ကိုပြောလို့မရဘူးတော့မဟုတ်ဘူးရတယ်ဒါသူထုတ်ပေးတယ်ကျွန်တော်တို့data တွေကလည်းပြန်ပြီးတော့စစ်ရတော်တော်များတယ်ပြီးတော့အမားလည်းတော်တော်ပါတယ်သူကျွန်တော်လေ့လာဘူးတဲ့ဒီပါလဲ prompt engineering နဲ့ပတ်သက်တဲ့သင်တန်းတွေမှာဆိုရင်အဲ့ဒီသူတို့ဒီ AI ကိုခိုင်းလို့ရမယ် prompts တွေကိုဘယ်လိုထုတ်ရမလဲဘာညာတွေအစဒါတွေကလေ့လာလို့ရတယ်ပေါ့နော် YouTube မှာလည်းရှိရယ်ဒီ AI prompt engineering တို့ပါကိုရိုက်ပြီးတော့ Response complete. လေ့လာလို့ရပါတယ်ဒီမှာ response complete ပေါ့နော်ဒါဆိုရင်တော့ပြည့်ပါပြီဒီမှာ Customize it. Profile. Headings. Back to home button. Click. Add. Select. Play button. မြင်ကြည့်မယ်နော် ကျွန်တော်ရဲ့ YouTube channel ကပရိသတ်တွေကိုတောင်းပန်ပါတယ်။နေပြည်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးမတင်ပေးနိုင်လို့တောင်းပန်ပါတယ်။ကျွန်တော်ကိုနားလည်ပေးပါနော် ဒါဆိုရင်ယောက်ျားလေးတယောက်ကပြောတာပေါ့ဒီမှာဆိုရင်သူကဒီမှာ Play 0. ကျွန်တော်ရဲ့ YouTube channel ကပရိသတ်တွေကိုတောင်းပန်ပါတယ်။နေပြည်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးမတင်ပေးနိုင်လို့တောင်းပန်ပါတယ်။ကျွန်တော်ကိုနားလည်ပေးပါနော် ဒါကိုကျွန်တော်တို့က download လုပ်မယ်ဆိုရင်ဒီမှာ Play button. Response complete. จับนอกเช็ด Response complete status. response complete static ဆိုရဲအောက်မှာတွားလာရင်တော့ download video ဆိုတာရှိတယ် Links. Play button. Uncheck playback. Link. Headings. Default. 8008. Download video file button. download video file နှိပ်လိုက်မယ် Cancel button. ဒီလို download video file နှိပ်လိုက်တော့တန်းပြီးတော့မစိတ်သွားဘူးဒီမှာတော့ Yes. Share button. Close app. Well, Share. maybe, Yes. yeah. Download button. Cancel button. Generated underscore video under. Cancel button. download လုပ်မှာတေချာလားလို့သူ Yes. လေး Download button. yes download ကိုနှိပ်လိုက် Download video. Downloading file option. File download is option available near top of the screen. ဒါဆိုရင်တော့ရသွားပြီကိုယ့်ရဲ့ phone မှာတစ်ချက်သွားကြည့်လိုက် App lock. Unlock via pass. App is starting. File manager. Found 3. Today 2. Generated. Default. သူရဲ့ generated Generated underscore 55.mp4 1.92 MB downloads. mp4 နော်1ဒီခွင့်ကြည့်လိုက် Media viewer. ကျွန်တော်ရဲ့ YouTube channel ကပရိသတ်တွေကိုတောင်းပန်ပါတယ်။နေပြည်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးမတင်ပေးနိုင်လို့တောင်းပန်ပါတယ်။ကျွန်တော်ကိုနားလည်ပေးပါနော် File manager. okay ဒီလိုမျိုးလေးဖြစ်ပါတယ်ဒါဆိုရင်ကိုလိုချင်တဲ့ပုံစံတွေအများကြီးထုတ်လို့ရတယ်ဒီမှာ Today 2. ဆိုလဲ Generate. Yesterday. Generated underscore 5 MB4. အများ Default. ကြီးရှိရပေါ့နော်သူကအဲ့ဒီ prompts ဒီသူ့ကို prompts ပေးရနေရာမှာကြာရင်စာကိုအဲ့လိုလေဒီ crop ထဲမှာထည့်ပြီးတော့ရေးရင်တော့အဲ့လိုအတိအကျဘယ်ပဲရကိုဟိုဟာလဲစကလုံးတစ်ခုချင်းစီမှာသူဒီ space ရတဲ့ပေါ့နော်အဲ့လိုလူပြောတဲ့လိုမျိုးသွားခြင်းနေဆိုရင်အဲ့ဒီ creation ထဲမှာထည့်ပြီးတော့ရေးပေးလို့ရတယ်ဘယ်နေရာမှာတော့နေရက်ချင်တယ်ဘယ်နေရာမှာတော့ဒီ Default. အမြန်ပြောစီချင်တယ်ဆိုရဲပုံစံကိုလည်းအတိအကျခိုင်းလို့ရတယ်ပေါ့နော်ဒါကတော့ prompt engineering ကိုလေ့လာထားမှပဲအဆင်ပြေမယ်ပေါ့ဒီ
ဒီခုနကကျွန်တော်ပြောသလိုပဲဒီ AI နဲ့ပတ်သက်ပြီးတော့ prompt engineering ကိုလေ့လာခြင်းနဲ့ဆိုရင် YouTube မှာတွားပြီးတော့ရှာဖွေပြီးလေ့လာလို့ရတယ်ပြီးရင်ဒီအခြားသောသင်တန်း course တွေလည်းရှိရဲအဲ့ဒါတွေကိုလည်းရှာဖွေပြီးတော့သူလေ့လာခြင်းရင်းလေ့လာလို့ရတယ် prompt engineering ဆိုတာကလည်းတကယ်တော့လိုအပ်တယ်ပေါ့နော် AI တွေကိုသုံးလာတာနဲ့အများကျွန်တော်တို့ကဒီ AI ကိုဘယ်လိုသုံးချမလဲဘယ်လိုခိုင်းမလဲဆိုတာတွေကအများကြီးအရေးပါလာတယ်ခိုင်းတယ်ခိုင်းတယ်လို့ရမယ်တကယ်လို့မခိုင်းတတ်ဘူးဆိုရင်တော့လည်းရတော့ရမှာပေါ့နော်ဒါပေမဲ့တိကျရကိုလိုချင်တဲ့ဘယ်လိုပြောမလဲပုံစံကိုတော့အတိအကျမရဘူးကိုလိုချင်တဲ့အချက်လက်ကိုအတိအကျမရဘူးပေါ့နော်ဆိုတော့ prompt engineering ကိုလည်းလေ့လာဖို့အတွက်ကျွန်တော်ကတိုက်တွန်းချင်ပါတယ်နောက်ပိုင်းနေမှာကျွန်တော်ပြန်ပြီးတော့ဗီဒီယိုလေးလုပ်ပေးနိုင်တာလေးရှင်းတော့လည်းလုပ်ပေးမယ်ပေါ့နော်ဒီ prompt engineering နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခိုင်းလို့ရမလဲ AI ကိုဘယ်လိုမျိုးအသုံးချလို့ရမလဲဆိုတာလေးကိုလည်းကျွန်တော်ပြပြပေးမယ်တကယ်တော့ဒီ AI ဆိုတာကြီးကကျွန်တော်တို့အများမတန်ဆွမ်းသူတွေအတွက်လည်းတော်တော်လေးအရေးပါတယ်ဘာလို့ဆိုတော့ကိုလိုချင်တဲ့အချက်လက်ကိုတိတိကျမဟုတ်ဆိုတော့မှ85ရာခိုင်နှုန်းလောက်တော့ရနိုင်တယ်ဗျာအဲ့ဒီမှာရလာတဲ့အချက်လက်တွေကိုတစ်ဆင့်ပေါင်းပြီးတော့ကိုထပ်ပြီးတော့ reset လုပ်ပြီးတော့ကိုတော့အသုံးချလို့ရတယ်ပေါ့နော်ခုဒီဗီဒီယိုဆိုလို့ရှိရင်ဒီလိုဗီဒီယိုရလို့တန်းပြီးတော့ကျွန်တော်တို့ TikTok တွေပိုင်းမှာတင်လို့ရပြီလားဆိုတော့မရပါဘူး Social media. ဟုတ်လို့ဆို File manager. ဒီမှာ File ပေါ် manager. နေ The တဲ့ date two ပုံ items. က Default. Generated. Default. Generated. ဒီ Default. လိုက်လေနော်ပုံကတိတ်ပြီးတော့ပုံလည်းမဟုတ်ဘူး QR code ပုံစံမျိုးကြီးသူက The date. ပေါ် Default. တာဖြစ်တယ်ကျွန်တော်ကတော့တိကျကျွန်တော်မမြင်ရဘူးဗောလေ Media viewer. ကျွန်တော်ရဲ့ YouTube channel ကပရိသတ်တွေကိုတောင်းပန်ပါတယ်။နေပြည်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးမတင်ပေးနိုင်လို့တောင်းပန်ပါတယ်။ကျွန်တော်ကိုနားလည်ပေးပါနော် File manager. Okay ဒီမှာဆိုရင်ဒါကိုဒီဥစ္စာကိုပဲပြန်ပြီးယူပြီးတော့ကိုကြိုက်တဲ့ software နဲ့ edit ပြန်လုပ်ပေါ့နော်ကွန်ပျူတာမှာဆိုရင်လည်းလုပ်လို့ရတယ်ဖုန်းမှာလည်းလုပ်လို့ရပါတယ် audio lab တို့ဘာလို့နဲ့လုပ်လို့ရတယ်အခြားသောဓာတ်ပုံကိစ္စဆိုရင်ဒီဗီဒီယိုနဲ့လိုက်တဲ့ဓာတ်ပုံတွေပါတယ်ဆိုရင်ကိုပုံနဲ့ကိုတင်နေတယ်ဆိုလည်းတင်ဖို့ပြမတင်ချင်ဘူးဆိုလို့ရှိရင်လည်းခုနကျွန်တော်ပြခဲ့တဲ့ဒီဟိုမှာပါတယ်လေဒီ create with video ရဲ့အပေါ်မှာgenerate photo ဆိုတာရှိရအောင်အမှကိုလိုချင်တဲ့ဟာကိုတကယ်အဲ့ photo တွေပါလောက်တဲ့ခါမှာလေ prompt ပေးလို့ရှိရင်မြန်မာလိုတော့ရပါတယ်ပေးလို့မရဘူးတော့မဟုတ်ဘူးဗျာအင်္ဂလိပ်လိုမျိုးရေးနိုင်ဖို့အဆင်ပြေတယ်တိတိကျကျဘယ်လိုထိကျွန်တော်လုပ်ဖူးလဲဆိုရင်ဒီကိုလိုချင်တဲ့ပုံတစ်ခုရဲ့ lightings ကဘယ်လောက်ရှိရမယ်တို့ပြီးရင်နောက်ခံ background ကဘယ်လိုပုံစံမျိုးလေးတို့ပြီးရင်နောက်တစ်ခုကလေဘယ်လောက် visual မှာလိုချင်နေဆိုတာမျိုးကအစားမှာသူ့ခိုင်းလို့ရတယ်ဒီလားကျွန်တော်ဒီ YouTube thumbnail video တင်လို့ရှိရင်သူကရှိရလေနော်ဘယ်လောက် megapixel အတွင်းတင်ရမယ်ပြီးတော့ပုံကဘယ်လောက် megapixel ဖြည့်ရမယ်ဆိုတာရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့က AI မှာ prompt ရေးပြီးတော့ကတော့ဘယ်လောက် megapixel ပုံလုပ်ပြီးနောက်ခံ background ကဘယ်လောက်ရှိရမယ် lighting ကဘယ်လောက်ဆိုအဆင်ပြေတယ် Day 19 RDR. Default. လိုမျိုး Guide button system lock mid rock settings. ကိုခိုင်းတဲ့တလို့လုပ်လို့ရပါတယ်နောက်ပိုင်းမှာကျွန်တော် prompt engineering နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်သိတဲ့လောက်လေးတွေလုပ်ပေးနိုင်အောင်လည်းစူးစမ်းပါမယ် File manager. 13 minutes. 1. Stop အားလုံး recording ကို button. ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပဲပေါ့လေဆိုတော့နောက်ထပ်ဗာဗီယိုတွေလုပ်စီခြင်းလဲဆိုတာကိုလည်းကျွန်တော်ရဲ့ comments မှာရေးသားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်နော်